Hello အားလုံးပဲမင်္ဂလာပါမွန်နာဒီနေ့ blind box လေးဖောက်မယ်ဆိုပြီးတော့နှစ်ဘူးဝယ်လာခဲ့တယ်ပေါ့နော်အားလုံးနဲ့တူတူဖောက်ကြည့်ကြမယ်အရင်ဆုံးဘူးကြီးလေးကိုအရင်ဖောက်မယ်ပေါ့နော်အဲ့ထဲမှာအိမ်မွန်နာအရန်လိုချင်နေရဲ့အယုတ်လေးရှိတယ်ဒီမှာဆိုလို့ရှိရင်မွန်နာပန်းလေးနဲ့အယုတ်ကလေးကိုအရန်လိုချင်နေရအပြင်မှာတွေ့ကြရပေါ့နော်တော်တော်လေးလှတယ်အဲ့အယုတ်ကလေးကဲစဖောက်မယ်လူချင်းရဲ့အရှုပ်လေးရမလားပေါ့နော်အရှင်နေခုံနေကင်မရာမန်ကတော့ဘူးတဲ့ကိုအတင်းဖြဲရဲပြီးတော့ကြည်နေရပါအယောင်လေးကိုတော့စတွေ့လိုက်ရတယ်ပေါ့နော်အယောင်လေးကတော့တကယ်လူချင်းရဲ့အယုတ်ကလေးပါထွက်လာပြီတကယ်ပထမဆုံး box မှာလူချင်းရဲ့အယုတ်လေးရသွားတကယ်လုံးဝပျော်သွားတာပေါ့နော်ဘူးထဲမှာနောက်တစ်ခုအယုတ်သေးလေးတစ်ခုပါတယ်ပေါ့နော်အဲ့ဒါလေးကိုတော့မွန်နာပါဇက်နဲ့ပဲကြိုက်ဖောက်လိုက်တယ်ကြိုက်ဖောက်ပြီးတော့ဖြဲချီလိုက်တယ်ပေါ့နော်အဲ့ဟာလေးကကြတော့သူကဘယ်နားမှာတက်ရမှန်းမသိဘူးဘယ်လိုကတ်ရမှန်းမသိဘူးပေါ့နော်မွန်နာဘူးမှလည်းကြီးတယ်ဘူးမှမပါဘူးကတ်မှာတော့သူကပြထားတယ်ဒါပေမဲ့ဘယ်နာကတ်ရမှန်းမသိရနဲ့ပဲဒီတိုင်းလေးပဲထပ်ထားလိုက်ပါတယ်တကယ်အပြင်မှာအရန်ချစ်ဖို့ကောင်းလို့ပေါ့နော်မွန်နာစပွဲခုံလေးမှာတင်မယ်ဆိုပြီးတော့ယူခဲ့လိုက်တာနောက်တစ်ခုကကြတော့ကောင်းအသေးလေးပဲသူကပန်းရောင်လေးအရန်လိုချင်တဲ့အပန်းရောင်လေးကိုအပန်းရောင်လေးကိုဖောက်မယ်ပေါ့နော်ပထမလိုချင်တဲ့အယုတ်လေးရသွားပြီဆိုတော့အခုလေနောက်ထပ်ရမလားဆိုပြီးတော့ရင်ခုံစားနဲ့ဖောက်ပါတယ်အပြင်ကပြန်ရောက်တာနဲ့ရိုက်တဲ့ရုပ်ဆိုတော့နည်းနည်းလေးသိခံပြီးကြည့်ပေးပါနော်ကဲဒီဟာကအဝါရောင်ပါအဝါရောင်ကတော့မွန်နာတော့မကြိုက်တဲ့အရောင်ထဲမှာပါတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်နှစ်ဘူးဝယ်လာတဲ့အထဲမှာလူချင်းတဲ့အယုတ်လေးတရုပ်ပေါက်တာနဲ့တော်တော်လေးပျော်နေပြီပေါ့နော်ဒါလေးတွေကကြတော့မွန်နာရှေ့ရက်ကဖောက်ထားတဲ့အယုတ်ကလေးတွေရောအကုန်တန်းစီပြီးတော့ပြထားတာပါအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်